ဒီနေ့နေုံလာပြည့်နေမဟာသမယနေဖြစ်သည့်အားလျော်စွာမညီညွတ်ကြတဲ့ကပိလဝနဲ့ကောလိယာတိုင်းမင်းကြီးမင်းသားတွေတစ်ဖက်နဲ့တစ်ဖက်ရောဟန်ဒီမြစ်ဆိုတဲ့မြစ်ကိုအကြောင်းပြုပြီးရေကိုအကြောင်းပြုပြီးတော့အတ္တကိုပို့ပြုပြီးဖြစ်ကြရတဲ့ရံမွေငင်းကြတဲ့နေ့မင်းကြီးမင်းသား250စီပေါ့တစ်ဖက်နဲ့တစ်ဖက်စိတ်ခင်းကြတဲ့ပွဲဘာကြောင့်လို့စိတ်ခင်းရတာလဲဆိုတော့အတ္တကိုပို့ပြုကြလို့ပဲတောင်းငါပိုင်ဆိုင်တဲ့နေလို့ထင်ကြတဲ့အတွက်ကြောင့်လို့တစ်ဖက်နဲ့တစ်ဖက်သွေးမြေကြဖို့အတွက်တာဆူကြတဲ့ပွဲဒီပွဲမှာမြတ်စွာဘုရားဟာကောင်းကင်ယံနေပြီးတော့ကြွလာပြီးတော့တရားပေးတာပေါ့ဒီအတ္တကိုအခြေခံပြီးတော့ဖြစ်ကြရတဲ့သဘောကြောင့်သွေးမြေကြရလိမ့်မယ်တစ်ဖက်နဲ့တစ်ဖက်ညီညွတ်အောင်မနေကြနိုင်တဲ့အဖြစ်ကိုဒါဘုရားရှင်ကနေပြီးတော့အတိအမြင်ဖြစ်အောင်လို့မိမောင်းထိုးပြပြီးတော့ဒီရင်ဝဲကိုရက်စီခဲ့တဲ့အတွက်တစ်ဖက်250တစ်ဖက်250 900တော့မင်းကြီးမင်းသားတွေဟာတံဝေကရပြီးတော့ဒါဘုရားရှင်ရဲ့အဆုံးမအောင်ပါပဲသောတာပန်တက္ကရာကအနာဂတ်ဖြစ်ကြပြီးတော့ရှင်မွေးတွေရက်ပြီးတော့ငြိမ်းကြရတဲ့နေ့ပေါ့ဒီမဟာသမယနေ့နေုံလာပြည့်နေ့ဒီနေ့ကိုအကြောင်းပြုပြီးတော့ဘုရားရှင်ဟောကြားထားတဲ့လုံးတစ်လုံးပေါ့တမ္မောဒမဟာနာတဲ့ဝမ်းမြောက်၍နေကြတယ်တမ္မောဒမာနေဝမ်းမြောက်၍နေတဲ့ဘယ်လိုနေရမလဲဝမ်းမြောက်၍နေတဲ့ဘာဖြစ်လို့ဝမ်းမြောက်၍မနေနိုင်ကြတာလဲဆိုတော့တဲ့အတ္တတဏ္ဍာပယံစာတံတဲ့အတ္တကိုပုံပြုပြီးတော့ကမ္မအတ္တကိုပုံပြုပြီးတော့ဥတည်၍လှုပ်ဆောင်နေကြတဲ့လုပ်ရက်တွေကြောင့်ဘယံစာတံဘေးတွေဖြစ်နေတာလေအခုတရားမဟုတ်ခင်ဒီစကလုံးနှလုံးလေးကိုတွားပြီးတော့စင်ကြင်မိတယ်ပေါ့နော်ဘာလို့နှလုံးသွားသွင်းမိလဲဆိုတော့တမ္မောဒမဟာနေတဲ့ဗါလေတမ္မောဒမဟာနေဝမ်းမြောက်၍နေတဲ့ဘာဖြစ်လို့လူတွေဝမ်းမြောက်၍မနေနိုင်ကြတာလဲဆိုတော့အတ္တတဏ္ဍာပယံစာတံနဲ့ပြောကြည့်တဏ္ဍာဆိုတာလေကမ္မကိုပြောတာအတ္တကမ္မအတ္တကိုရှိရှုပြီးတော့ပြုလုပ်နေကြတဲ့အမှုတွေကြောင့်ပယံစာတံဘေးဖြစ်နေကြတာတဲ့အဲ့တော့ပြောချင်တာဒီတစ်ဖက်နဲ့တစ်ဖက်ပြည်လေဖို့ငြိမ်းအေးဖို့သွေးမြေတွေမကြဖို့အတွက်အလေကောင်ကနေဘာအတိရှိကြဘူးလို့လဲဆိုတော့ဗုဒ္ဓနဲ့တွေ့ဖို့လိုတာပေါ့ဗုဒ္ဓဆိုတာဘာလဲဆိုတော့သစ္စာလေးပါးကိုသိမြင်ပြီးတော့အတ္တအယူတွေကိုဒါအတ္တယူကြောင့်ပြုလုပ်နေတဲ့ကမ္မအမှုတွေကိုဒါမြင်ကြမယ်ဆိုရင်ပယံစာတံအတ္တနဲ့အတ္တကိုရှေ့ရှုပြီးပြုလုပ်နေကြတဲ့ပြုလုပ်ပြောဆိုမှုတွေဟာတဏ္ဍာကမ္မအဲ့ဒီကမ္မအမှုတွေဟာပယံစာတံဘေးကိုဖြစ်နေတာလို့မှန်မှန်ကန်ကန်နာဘုရားရှင်ကတစ်ဖက်နဲ့တစ်ဖက်ကြားထဲမှာဗုဒ္ဓပေါ်ထွန်းလာတယ်လို့သာသစ္စာလေးပါးကိုသိတဲ့အသိအမြင်နေတာပေါ်ထွန်းမယ်ဆိုရင်ဒီဘေးတွေ
အေးသွားပြီးတော့ကာယတမေကိစိတ်တတမေကိကာယချင်းပေါင်းစိတ်ဓာတ်ချင်းနဲ့ငြိမ်းအေးစွာနဲ့ပေါင်းပြီးတော့တန်မောတာမဟာနေဝမ်းမြောက်၍နေနိုင်မှာပဲလို့ဒီနေ့ဘုရားရှင်ကိုတန်တာမိတယ်ပေါ့နော်ဒီဗုဒ္ဓဟောကြားသွားတဲ့သစ္စာတရားဒီဓမ္မတွေဟာကြားသိကြဖို့အတွက်သာသနာပြုရမယ့်သူတွေရဲ့အခန်းကဏ္ဍဟာသိအရေးကြီးပါလားလို့အဲ့လိုမျိုးလေးနှလုံးသွင်းမိတယ်ပေါ့